contention ဆိုတာက contention ကိုတကယ်လက်ကိုပြောတယ်တကယ်လက်ဆိုတာဒီလိုမျိုးမသိမြန်မာလိုပြောမယ်ဆိုရင်စာလုံးကြောင်းတွေကြောင်းကိုဆက်ပြီးဒါကြောင့် so လို့ because လို့ for လို့ back လို့ဒါတွေနဲ့တကယ်လက်အဲ့ဒါကိုအင်္ဂလိပ်လိုပြောတဲ့တကယ်လက်ကို contention လို့Okay, the opinion is that you want it. You have to make it fun. You can borrow this book. Either that book orဒီစားတော့မဟုတ်တော့ဘူးဒီလိုဆိုပါဗျာဒီလိုဆိုပါyou want to find out